မျက်လုံးနဲ့အလောက်မကြည့်ဝေးဘူးမျက်လုံးနဲ့တောက်လိုက်ရောက်တော့မျက်လုံးနဲ့ရောက်တော့လိုက်စားပြီ3 2 1 go အာယောကင်မရာရှင်တော် ကင်မရာပါပဲ တွဲစားရင်ပိုကောင်းတယ် ဘာလို့ပြောကြ ကောင်းရင်းမောင်းရင်မပြောကြောင်းနဲ့တွဲစားလိုက်တဲ့အချိန်မှာဒီလေတိုင်းရဲ့ကွယ်နန်းလေးပေးခြင်းနဲ့ရင်ကုန်ခြင်းစရာပနကားနဲ့နေနေတယ်အဲ့လိုတစ်ချက်ဆိုကြလောက်အောင်ရမ်းကောင်းပါရှင်လေးနဲ့တစ်ခါတော့ဒုစားကြည့်တော့မယ်အချင်းမှန်လား ပြောအချင်းမှာ ဒီလိုအချင်းတော့ချင်း အချင်းရလဲမိုက်တယ်တော်တော်လေးကောင်းတယ်အတုပ်လေးစားကြလို့ရအောင်မလားမသိဘူး ရတယ်ဆိုအတုတ်တွေ နေ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  နည်းနည်းဒီမှာသားပြီ စီချက်ပါ အော လို့ က်ကလုံးဝတော့ကြည့်လို့မရဘူးအောက် အ က တုပ်လေးလဲစားကြည့်မယ် โอเค ကောင်းလိုက်တာအတုပ်ကအရန်ကောင်းတယ်ချိုချေဆက်နိုင်အကုန်မိုက်တယ်ဒါကြောင့်နောက်တစ်လုံးလောက်စားကြည့် နော် ကောင်းလိုက်တာ ဟဲ့အားရပါအားရပါ ကောင်းလိုက်တာ ဘယ်လိုနားလဲလဲမသိဘူးလက်ရောင်ထွက်တယ်လား အားရပါ